ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှယ်ယာချုပ်ကိုပုဂ္ဂလိကယင်းနှိမ့်မြောင်းနှံသူတွေထံရောင်းချဖို့စီစဉ်နေပြန်တဲ့ FIFA အမေရိကကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့မှာအောင်မြင်စွာကျင်းပပြီးစီးခဲ့တဲ့2026ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရပ်ပိုင်းကြာမှာပဲ FIFA ဥက္ကဋ္ဌက Gianni Infantino ကဘောလုံးကမ္ဘာကိုလောက်ခသွားစီမဲ့ဘန်နာရေးဆိုင်ရာစီမံကိန်းတစ်ခုကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒါကတော့ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် FIFA ရဲ့ပြိုင်ပွဲကြီးတွေကနေရရှိနေတဲ့စီးပွားရေးဆိုင်ရာမူပိုင်ခွင့်တွေကိုပုဂ္ဂလိကယင်းနှိမ့်မြောင်းနှံသူတွေထံအစုရှယ်ယာအဖြစ်ရောင်းချပြီးဒေါ်လာဘီလီယံချီရှာဖွေသွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ဒီစီမံကိန်းအရ FIFA က FIFA for Enterprise ဒါမှမဟုတ် FFE လို့ခေါ်ဆိုမဲ့ company ကွဲတစ်ခုကိုဒေါ်လာဘီလီယံ20တန်ကြီးသတ်မှတ်ပြီးတော့တည်တံ့တည်ထောင်သွားမှာဖြစ်ပါတယ်။ရုပ်သံထုတ်လွှင့်ခွင့်စပွန်ဆာစာချုပ်တွေလက်မှတ်ရောင်းဝယ်နဲ့မူပိုင်ခွင့်လိုင်စင်ပေးရခြင်းပါဝင် FIFA ရဲ့စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေအားလုံးကိုဒီ FFE company ကပဲတာဝန်ယူဆောင်ရွက်သွားမှာပါ။ဒီ company မှာ FIFA ကအဓိကမူပိုင်ခွင့်နဲ့အများစု share တွေကိုဆက်လက်ထိန်းချုပ်ထားမှာဖြစ်ပြီးနိုင်ငံတကာကယင်းနှိမ့်မြောင်းတဲ့သူတွေကိုတော့ share ပမာဏ20%ဝန်းကျင်ငွေကြေးအဖြစ်ဒေါ်လာ4.2ဘီလီယံဖိုးထိကို share ခွဲဝေရောင်းချဖို့စီစဉ်နေတာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကောင်တယ်ပေါ်ဖို့အတွက် FIFA ကကမ္ဘာထိပ်သီးဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ JP Morgan နဲ့ပူးပေါင်းဆောင်ရွက်နေပြီး 3FTA နဲ့ယင်းနှိမ့်မြောင်းတဲ့မှုရမငွေအဖွဲ့က Joshua Kushner ကဦးဆောင်ယင်းနှိမ့်မြောင်းတဲ့သူဖြစ်ပါဝင်ဖို့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သတင်းတွေကဖော်ပြကြပါတယ်။ဒါ့အပြင် FIFA ဖွဲ့ဝင်အသင်းပေါင်း211သိန်းစလုံးကလည်းဒီကုမ္ပဏီတက်မှာဒေါ်လာတန်း20စီအသီးသီးယင်းနှိမ့်မြောင်းတဲ့ခွင့်ပေးသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ Gianni Infantino ကတော့ဒီလောက်ဆောင်ချက်ကကမ္ဘာတွင်းဘောလုံးအားကစားကိုပုံမပြီးတော့ဒီမိုကရေစီဆန်ဆန်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ဝင်ငွေနေပါတဲ့နိုင်ငံတကာဘောလုံးဖွဲ့ချုပ်တွေကိုကူညီပေးနိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ FIFA ဘက်ကဘောလုံးပြိုင်ပွဲတွေရဲ့နီးပြူဟာပိုင်းပွဲစဉ်ရေးဆွဲမှုနဲ့ကစားသမားဆိုင်ရာစီမင်းတွေကိုတော့မိခင်ဖွဲ့စည်းဖြစ်တဲ့ FIFA ကပဲတည်တံ့ဆက်လက်ထိန်းချုပ်ထားမှာဖြစ်ပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုတွေကိုသာ FFE ထံကိုလွှဲပြောင်းပေးမှာဖြစ်ကြောင်းအာမခံထားပါတယ်။ဒါ့အပြင် Infantino ကဒီစီဇန်အတွက် Trump ဆိုရအဖွဲ့နဲ့နေဆက်သူအတိုင်းဝိုင်းနဲ့ပါဖြစ်နိုင်ခြေရှိတဲ့ယင်းနှိမ့်မြောင်းတဲ့သူတွေအကြောင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့အတွင်းသတင်းရင်းမြစ်တွေကနေဆိုပါတယ်။ဒီလိုလှုပ်ရှားမှုပေါ်ဥရောပဘောလုံးဖွဲ့ချုပ် UEFA ကချက်ချင်းဆိုသလိုတုံ့ပြန်လိုက်ပြီးဒါဟာလက်ခံနိုင်စရာလုံးဝမရှိတဲ့လုပ်ရက်ဖြစ်ကြောင်းထုတ်ပြန်ချက်ထုတ်ပြန်ကပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြသခဲ့ပါတယ်။ UEFA ရဲ့ထုတ်ပြန်ချက်ထဲမှာဒါဟာဘောလုံးအုပ်ချုပ်ရေးဖွဲ့စည်းတွေအနေနဲ့ဘယ်တော့မှစီးမကျော်တဲ့စီးကိုကျော်လွန်လိုက်တာဖြစ်ပါတယ်။ UEFA အနေနဲ့ဒီကိစ္စကိုအရင်လေးတဲ့ပြဿနာတစ်ခုဖြစ်သတ်မှတ်ထားပါတယ်။နိုင်ငံတကာဘောလုံးဖွဲ့ချုပ်တွေလည်းဒီတိုင်းပဲခံစားရမယ်လို့ယူဆပါတယ်။ဒါ့အပြင်လီးပြိုင်ပွဲတွေကလပ်တင်းတွေကစားသမားတွေပရိသတ်တွေအစိုးရတွေနဲ့ဘောလုံးအားကစားရဲ့အနာဂတ်ကိုဂရုစိုက်ကြတဲ့ပတ်သက်ဆက်နွယ်သူတိုင်းကလည်းဒီကိစ္စအတွက်စိုးရိမ်ပူပန်ကြရပါလိမ့်မယ်လို့ရေးသားဖော်ပြထားပါတယ်။တစ်ဆက်တည်းမှာပဲ UEFA ကဘောလုံးရဲ့အသက်ဝင်မှုနဲ့အုပ်ချုပ်စီမံပိုင်ခွင့်ဆိုတာရောင်းဝယ်ဖောက်ကားလို့ရတဲ့ပစ္စည်းမဟုတ်ပါဘူး။အထူးသဖြင့်ဗန်နာရေးရဘသူတွေအကျိုးမြတ်ရရှိသွားမလဲဆိုတာပွင့်လင်းမြင်သာမှုလုံးဝမရှိတဲ့အခြေအနေမျိုးမှာဒါမျိုးကိုလောက်တာကလုံးဝမဖြစ်သင့်ပါဘူး။ငါတို့တယောက်မှဘောလုံးဆိုတာကိုပိုင်ဆိုင်မထားကြပါဘူး။ဘောလုံးဆိုတာ FIFA ရဲ့ပိုင်ဆိုင်မှုမဟုတ်တယ်လို့ FIFA အနေနဲ့လည်းရောင်းချပိုင်ခွင့်မရှိပါဘူးလို့ပြင်းပြင်းထန်ထန်ထုတ်ပြန်သွားခဲ့ပါတယ်။ FIFA ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာလည်းပြိုင်ပွဲဝင်အသင်းရဲ့အတွက်ကိုတိုးမြင့်ကျင်းပခဲ့တယ်လို့လာမယ့်2030ကမ္ဘာ့ဖလားမှာလည်းထပ်မံတိုးချဲ့သွားအောင်မယ်လို့စီစဉ်နေကြောင်းကြေညာထားခဲ့ပူပါတယ်။ဒါ့အပြင် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲပွဲစဉ်တွေအတွင်းကြောင်ညာကားတွေအများပြားရရှိဖို့ hydration break ထည့်တာတွေပွဲကြီးလက်မှတ်ပြန်လည်ရောင်းချခြင်းတွေကနေအကျိုးများရယူတာတွေကြောင့်များစွာဝေဖန်ခံရပြီးဖြစ်ပါတယ်။ Infantino ကိုလည်းအမေရိကန်သမ္မတ Trump နဲ့ယင်းနှီးလွန်းတောင်နောက်ပြီးအကျိုးမြတ်ပိုင်းဆိုင်ရာတွေမှာပတ်သက်မှုတွေကြောင့်လည်းအားလုံးကအမြင်မကြည်တာတွေရှိနေပါတယ်။အခုလိုအချိန်မှာ FIFA ရဲ့ဘောလုံးပြိုင်ပွဲကြီးတွေကိုစီးပွားရေးဆန်ဆန်ရှယ်ယာခွဲဝေရောင်းချဖို့ကြိုးပမ်းလာတာကအဖွဲ့အစည်းအတွက်ဗန်နာရေးအင်အားတိုးပွားစေနိုင်ပေမဲ့ဘောလုံးအားကစားရဲ့မူလတည်ရှိမှုနဲ့ပရိသတ်တွေရဲ့ယုံကြည်မှုကိုယင်းနှိမ့်မြောင်းနှံသူတွေနဲ့လဲလှယ်လိုက်တယ်လို့ဖြစ်သွားစေပါတယ်။ဘောလုံးဆိုတာပုဂ္ဂလိကအကျိုးမြတ်ရှာဖို့မဟုတ်ပဲအများပိုင်အားကစားတစ်ခုဖြစ်တည်ရှိနေရမှာဖြစ်လို့ UEFA ရဲ့ကန့်ကွက်ချက်ကဘောလုံးရဲ့အနှစ်သာရကိုကာကွယ်ဖို့အတွက်ထိထိမိမိထောက်ပြလိုက်တာပဲဖြစ်ပါတယ်။